ယားလောင်းမဟာဇနကသည်9ရက်ကြာပင်လယ်စားငံရည်တွင်ခုခတ်ရသဖြင့်လွန်စွာပင်ပန်းနေသည့်ပြင်နတ်သမီး၏တိမ်မွေးနူးညံ့မှုတို့ကြောင့်အိပ်ပျော်ရင်းလိုက်ပါသွားလေတော့သည်မဏိမေခလာနတ်သမီးသည်မိထီလာပြည်မင်းအဆက်ဆက်တို့စိုးစံရာတရက်ဥယျာဉ်တော်ရှိကြောက်ဖြာပြမော်တွင်မင်းသားအားအိတ်စေပြီးရုပ်ကစိုးနတ်တို့ကိုစောင့်ရှောက်ရန်မှာကြားခဲ့လေသည်ထိုချိန်တွင်နာမကျန်းဖြစ်နေသောမိထီလာပြည်ကပေါ်လာဇနကမင်းကြီးဟာနိုင်ရဆန်သွားပြီးသမီးတော်တီလာဝတီဒေဝီတပါးသာကြံရိပ်ခဲ့ပါတော့တယ်။မင်းကြီးကနိုင်ရမဆန်ခင်မှာဘိုးကြီး1000ဖြစ်သာတင်နိုင်တဲ့လေးတော်ကိုတင်နိုင်တဲ့သူပလင်ရဲ့ခေါင်းရင်းကိုတီးတဲ့သူရွှေအိုး16လုံးကိုဖော်ထုတ်နိုင်တဲ့သူအစရှိတဲ့အရေးချင်းရှိသူကိုမှသမီးတော်နဲ့လက်ထပ်ပေးဖို့မူမတ်တို့အားမှာကြားခဲ့ပါတယ်။မိထီလာပြည်မင်းပေါ်လာဇနကမင်းကြီးနဲ့ရဆန်သွားပြီး9ရက်ကြာသောအခါမှာမူမတ်တို့ဟာလွတ်တော်စည်းဝေးကျင်းပကမင်းကြီးမိန်ကြားထားသည့်အတိုင်းအရေးချင်းပြေဝသည့်သူကိုထိနှံအပ်ရန်တိုင်ပင်ကြပါတော့တယ်။ထို့နောက်နန်းတွင်မှာပုပ်ကိုများကိုစစ်ဆေးရာမင်းကြီးမှာကြားတော်မူသည့်အတိုင်းပလင်ဦးကောင်းရင်ကိုတည်တဲ့သူရွှေအိုး16လုံးကိုဖော်နိုင်တဲ့သူလေးကိုတင်နိုင်သူချနိုင်သူမရှိသည့်အပြင်မင်းသမီးလေး၏နှစ်သက်မှုကိုပင်မရရှိခဲ့ကြပေထိုအခါမွန်းမအပေါင်းတို့ကစီးဝေးတိုင်ပင်ကြပြီးဖုဒ္ဒရထားကိုလွှတ်ကာဖုံးရှင်ကန်ရှင်ရှာရန်ဆုံးဖြတ်ခဲ့ကြပါတော့တယ်ဖုဒ္ဒရထားကိုအတိတ်တံဖြင့်ဆေလွတ်လိုက်ရာရထားသည်မြို့ကိုလက်ရရင်းလှည့်ပြီးဖယားလောင်းမဟာဇနကမင်းသားရှိရာနေရာ၌ရပ်တန့်လေတော့သည်ပရောဟိတ်ပုံနာလဲဖယားလောင်းကိုတွေ့တဲ့အခါဥယျာဉ်တော်သို့သွား၍ဖယားလောင်းအိတ်ဆက်နေသောကြောက်ဖြာကိုလက်ရရင်းလှည့်ပြီးတူရိယာတိမုတ်စေခဲ့သည်အလွန်ဆူညံလာတော့လဲဖယားလောင်းသည်ထိတ်လန့်ခြင်းမရှိဘဲတစ်ဖက်သို့ပြောင်း၍ဆက်လက်အိတ်ဆက်နေပါတော့သည်နန်းတော်အားမူမတ်တွေနဲ့စစ်တီပိုပါတွေဟာမင်းသားမဟာဇနကစီချင်းကပ်ပြီးအရှင်မင်းကြီးနန်းတော်ကိုကြွာလန်းတော်မူပါလို့ရိုသေစွာပင့်ဖိတ်လျှောက်ထားကြတဲ့အခါမှသာမင်းသားဟာအခြေအနေရရက်ကိုသဘောပေါက်နားလည်သွားပြီးအိယာနေရာကနေထပြီးဆက်မြန်းတော်မူလိုက်ပါတော့တယ်